Hello အားလုံးပဲမင်္ဂလာပါ We About Channel ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့ Mizu 22 phone လေးကို unboxing လုပ်ထားတဲ့ဗီဒီယိုလေးကိုကျွန်တော် reaction လုပ်ပေးမှာဖြစ်ပါတယ်ဒါ Mizu ကကျွန်တော်တို့မြန်မာနိုင်ငံကိုပြောင်းဝင်လာတာအခုနောက်ပိုင်းတစ်နှစ်နှစ်နှစ်လောက်ပဲရှိသေးတာပေါ့နော်ဟိုအရင်လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုနီးပါးလောက်ရှိမယ်9နှစ်10နှစ်ဆယ်စုနှစ်တစ်ခုနီးပါးလောက်ရှိမယ်အဲဒီတော့ကျွန်တော်တို့ Mizu တွေသုံးခဲ့ဘူးတာပေါ့နော်ကဲဟုတ်ပါပြီဒါလေးကတော့ Mizu 22ရဲ့ box လေးပါခဲရောင်လေးနဲ့ box လေးဖြစ်ပါတယ်အခုကျွန်တော်တို့ Mizu 22ရဲ့ box လေးကိုဖွင့်လိုက်မယ်ဖွင့်လိုက်ရင်တခြားဘောလေးပုံစံလိုမျိုးပါပဲကျွန်တော်တို့စက္ကူဘူးလေးပါလာမယ်တရုပ်စာလေးနဲ့သူရေးထားတာပေါ့နော်အဲ့တော့ဒီစက္ကူဘူးရဲ့မှာပါမလဲဒီတော့ဘုံတွေကတော့ကာဘာလေးထည့်လာပြီးတယ် manual guide လေးတွေပါမယ် sin ပင်လေး sin ejection tool လေးပါလာမယ်တခြားဟာလေးတွေနဲ့မတူတာကတော့ပုံစံလေးတစ်မျိုးပေါ့အဝိုင်းကိုမှအပေါက်ကလေးတစ်ခုပါတယ် Mizu ရဲ့ style ပေါ့ဒါကတော့ Mizu ရဲ့ manual တရုပ်ဖုံးဆိုတော့လေကျွန်တော်တို့တရုပ်စာတွေကြီးပဲပေါ့အဲဒါကတော့ဖုံးထဲမှာ original ပါလာတဲ့ Mizu ရဲ့ original clear case လေး silicone case လေးပဲ silicone case လေးပါပဲ quality ကတော့တိတ်တော့ကျွန်တော်တင်တော့အညက်တော့မခံလောက်ဘူးထင်တယ်ကဲဟုတ်ပြီဒါကတော့ဖုံးကိုကျွန်တော်တို့ဘေးမှာခဏထားမယ်ပေါ့နော်အောက်မှာပါလေးဆက်ကြည့်မယ်အာတင်ဂျိုးပါမယ်အဖြူရောင်မယ် Mizu ကတကူမိုက်ကကျွန်တော်တို့ type C to type C ဖြစ်သွားတယ် type A to type C မဟုတ်ဘူးအဲမှာတော့လိမ္မော်ရောင်လိုအနီရောင်လိုမျိုးအန်ဆန်လေးပါလာတယ်ဒါကတော့အာသွင်းတော့မှာသူပါရတဲ့ plastic wrap လေးကိုကျွန်တော်တို့ခွာလိုက်မှာပေါ့နော် plastic ထက်ကိုစက်ကူနဲ့ပို့တူတယ်ဗျစက်ကူပတ်ထားတာလေးကိုခွာလိုက်မယ်Xiaomi ဖုန်းတွေမှာမြင်နေကြလို့မျိုးမဟုတ်ပဲねကျွန်တော်တို့ Type C အပေါက်လေး Type C အပေါက်လေးနဲ့ Type C to Type C ကြိုးလေးနဲ့ဆိုတော့80 watt fast charging 80 watt fast charging ရမယ် Mizu logo လေးရယ်ကဲတော့ထဲမှာဘာမှမရှိတော့ဘူးဆိုတော့ကျွန်တော်တို့ box ကိုဖယ်လိုက်မယ်ဒီနေ့ရဲ့ဖုန်းလေး Mizu 22ဘယ်လိုပုံစံလေးရှိမလဲခဏကြည့်ကြည့်အောင်ပါအဖြူအောင်လေးဗျအပြင်သူ့ရဲ့နည်းနည်းထူးဆန်းတာလေးတစ်ခုပါလေအခုဒီအရှိပါပုံမှန်ဆိုရင်ကျွန်တော်တို့ဖုန်းနေဆိုရင်ဖုန်းရဲ့ screen ကအကုန်လုံး black ကြီးပဲအခုတွားကြတော့ black မှာဘေးနာကဟာလေးကိုတမျိုးလေးသူလောက်ထားပေးတာပါနော်ကဲဟုတ်ပြီဒါကတော့ Mizu ဖုန်းရဲ့အနောက်ကနေမြင်ရတဲ့ပုံစံလေးပါကင်မရာ3လုံးရဲ့ ring light လေးရဲ့အောက်မှာကတော့ Mizu တစ်စိတ်လေးရဲ့ပါတယ်အယောင်ကတော့အဖြူအောင်လေးဒီမှာတော့ telephoto မှာ dedicated telephoto ပါလာတယ်ဒါကတော့ကျွန်တော်တို့ဖုန်းရဲ့ဘယ်ဘက်ချမ်းမှာ internal line 3ခုတောင်သူထည့်ထားပေးတယ်network connection တွေတော့တော်တော်ကောင်းမယ်လို့တော့ထင်ရတယ်။အောက်မှာတော့ SIM ထည့်တဲ့နေရာရယ် microphone နှစ်ပေါက်ရယ် Type C ရယ် internal line တွေရယ် speaker ရယ်ပေါ့နော်။ညာဘက်ချမ်းမှာကျတော့ power button ရယ်နောက်ထပ် button အပိုလေးတစ်ခုရယ် volume အတူ short ရယ် internal line တွေရယ်ပါတယ်။ဒါအပေါ်မှာကျတော့ internal line နှစ်ခုထပ်ထည့်ထားပေးတယ်။ internal line ကဘုံတစ်ခုလုံးပါဆိုရင်အများကြီးပဲပေါ့။ button ရဲ့ clicky ဖြစ်မဖြစ်လေးတွေကိုကျွန်တော်တို့စမ်းပြထားတာပါ။ Mizu 22ကျွန်တော်တို့ SIM ကတော့ nano sim နှစ်ခုထည့်လို့ရမယ် SD card slot တော့မပါလာဘူး sim 2နဲ့ sim 1သူကထဲမမာရအောင်ဆိုပြီး 2 screen ဆိုတဲ့ပုံစံလေးပြထားပေးတယ်ကျွန်တော်ဖုန်းကို power on မယ်ပေါ့ Mizu logo လေးနဲ့အရင်စပွင့်တယ်ပြီးတော့မှ power by Android ကလာတယ် Flyme OS က Flyme OS နဲ့ Flyme AI OS တဲ့ကျွန်တော်ပြောချင်တာမျိုးလေသူက screen မှာကျွန်တော် bezel လေးတွေကမမြင်ရလောက်အောင်ပါနေပြီးတော့မှဘေးပတ်လည်မှာကျတော့ကျွန်တော်တို့ပုံမှန်ဖုန်းတွေပုံစံမျိုးနဲ့မတူဘဲနဲ့ကိုသူ့ရဲ့ frame ကအရှိမမြင်နေရတာပေါ့နော်ပုံစံတစ်မျိုးလေးစမ်းတာပေါ့အမြင်တစ်မျိုးစမ်းတာပေါ့နောက်တရုပ်ဆိုတော့လေကျွန်တော်တို့တရုပ်စာတွေနဲ့ပေါ့နော်တရုပ်ဖုန်းဆိုတော့ user interface လေးဘယ်လိုပုံစံလေးရှိမလဲခဏလောက်ကြည့်ကြည့်အောင်ပါဘေးရင်ပါလာတဲ့ wallpaper လေးရယ်သူ user interface လေးပေါ့နော်ပဲဇယ်ကလောကမရှိသလောက်နေပါဘူးပါတာဗျ။app အဝင်ထွက်တွေကိုကျွန်တော်တို့ပြပေးထားတယ်။ကဲဟုတ်ပြီအခုကျွန်တော်တို့ Mizu 22ဖုန်းလေးကို unboxing လုပ်ပြီးတဲ့အခါမှာကျွန်တော် specification လေးတွေအကြောင်းကိုကျွန်တော်နည်းနည်းလေးပြောပြပေးမယ်။ Mizu 22ကကျွန်တော်တို့2025ခုနှစ် September 16မှာကြော်ညာထားတယ်ပေါ့နော်။သူကတော့ September 19မှာစပြီးတော့ထုတ်ဝေပေးတယ်။ဖုန်းရဲ့ weight ကတော့190 gram ပဲရှိတယ်တော်တော်လေးပေါ့တယ်ဘေး quality အနေနဲ့ကကျတော့ glass frame ရဲ့ aluminum frame ရဲ့ပေါ့နော်SIM ကတော့ nano SIM နှစ်ခုရမယ် IP66/68 dust and water resistant ဆိုပြီးတော့
ပါတယ် display မှာကျတော့ LTPO OLED ကိုမှ 120Hz ပဲ HDR 10 plus 1800 nit high brightness မှုရပြီးတော့6000 nit speed brightness မှုရမယ် size အနေနဲ့ကကျတော့ 6.3 inch ပဲရှိတယ် resolution ကတော့ 1200 into 2680 pixel density ပါပြီးတော့မှ screen ratio ကတော့ 20:9 ratio နဲ့ platform ကတော့ကျွန်တော်တို့ Android 15 အခန့်ကိုမှာ Flyme AIOS 2 နဲ့လာမယ် chipset အနေနဲ့ကကျတော့ Snapdragon 8 Gen 4 nanometer chip ပေါ့နော် memory card slot SD card slot မပါလာဘူး base model ကတော့ကျွန်တော်တို့ RAM 12GB ကို storage 256အထိရပြီးတော့အများဆုံးကတော့ကျွန်တော်တို့ RAM 16GB ကို storage 1TB အထိရမယ် UFS ကတော့ UFS 4.0 နဲ့လာမယ်မိတ်ကင်မရာတွေကကြတော့ကျွန်တော်တို့ triple camera အနောက်မှာပါလာတယ်အကုန်လုံးကတော့50 megapixel နဲ့ပဲ main camera က50 megapixel ကိုမှ f1.7 24mm wide camera ဖြစ်ပြီးတော့ ultra wide ကကြတော့50 megapixel ကို f2.1 13mm 122 degree field of view ရှိတဲ့ ultra wide camera ရဲ့50 megapixel f2.5 82mm ရှိတဲ့ periscope telephoto camera ရဲ့ဆိုပြီးတော့အနောက်မှာ camera 3လုံးပါလာတယ်selfie camera ကလည်း50 megapixel ကိုမှ f2.1 နဲ့ 22mm wide camera ပေါ့ video quality အနေနဲ့ကကျတော့ကျွန်တော်တို့ back camera တွေက 4K ကို60 frame per second ထိရိုက်လို့ရပြီးတော့မှ selfie camera ကလည်း 4K ကို60 frame per second ထိရိုက်လို့ရမယ် speaker အနေနဲ့ကကျတော့ loud speaker အော်မှာ stereo speaker ပါလာမယ် Wi-Fi ကတော့ Wi-Fi 7 ထိ support လုပ်တယ် Bluetooth ကတော့ Bluetooth 5.4 USB ကကျတော့ USB Type က USB Type C ကို 2.0 ပေါ့ကျွန်တော်တို့ 1TB only တခုကပဲ 3.2 နဲ့လာမယ် USB Type C 3.2 လား 1TB ဖုန်းမှာပဲပါလာမယ် channel ဖုန်းတွေကတော့ USB Type C ကို 2.0 နဲ့လာမယ် Under display ultrasonic fingerprint sensor နဲ့လာမယ် battery ကတော့ 5510 mAh ပါတယ် charging ကတော့ 80W wire charging ရမယ် 66W က wireless charging ရမယ် 10W reverse wireless charging ရဆိုပြီးတော့ရအရောင်အနေနဲ့ကကျတော့ကျွန်တော်တို့အမဲရယ်အဖြူရယ်ပန်းရောင်ရယ်Mizu 22ကိုကျွန်တော်တို့ကမြန်မာနိုင်ငံမှာလိုချင်တယ်ဆိုရင်လည်းရပြီဈေးအနေနဲ့ကကြတော့ကျွန်တော်တို့ RAM 6512ကို22,500နဲ့ကြောင်းနေတာတော့ကျွန်တော်တွေ့တယ်အဲ့တော့ brother တို့ရောစမ်းနေနဲ့ပဲပြပြကင်ကြည့်ချင်လားဒါပေမဲ့တရုတ်ကတော့တရုတ်ဖုန်းတော့ဖြစ်နေတာပေါ့နော်ဟုတ်ပါပြီ comment ထဲမှာဆွေးနွေးရေးကောင်သွားပေးကြပါဦး